ခုရောက်ရှိနေတဲ့နေရာလေးကတော့ဒါဂရိနိုင်ငံရဲ့ဒါမွန်ဒီပီနီဆာဆိုတဲ့ကျွန်းကလေးပဲဖြစ်ပါတယ်ဒီကျွန်းကလေးကတော့ဒါလူနေအိမ်ကနည်းနည်းလေးနဲ့တော်တော်လေးလာတယ်ကျွန်းထဲမှာလည်းပါတော့ဗောနော်ဒီထဲမှာရှိနေတဲ့ဒီမှာတောင်နေပါဆိုတောင်တန်းတွေလည်းလာတယ်ရှိတယ်တောင်တန်းတွေလည်းလာတယ်နောက်ကဒီနားလေးမှာဆွန်းဆွန်းလေးရှိနေတဲ့ဒီတောင်လေးတစ်ခုဆိုလေဒီကနေဆက်ထားတာရှိတယ်ဗောနော်ဒီနားလေးမှာဆိုလေလူနေအိမ်တွေစောက်ထားတာရှိတယ်တော်တော်လာတောင်းနေမှာလည်းလူနေအိမ်အများကြီးရှိတယ်ဒီမဲ့ဒီကသူဒီတင်မောကတော့ကနေကန်းကိုဆင်းဖို့ဆိုရင်တော့တန်တာပုတ်တွေနဲ့ကူရပါတယ်တန်တာပုတ်ကလိုတန်တာပုတ်တွေနဲ့ဒီမှာကူရပါတယ်